အားလုံးပဲမင်္ဂလာပါဒီနေ့ကျတော့ကျမကိုနိုင်ကောတခြားလူတွေကောပါနော်တခြားသောလူတွေအတွက်ကောပါနော်ကျမ share တစ်ခုလုပ်ပေးချင်ပါတယ်ကျမအတွက်လည်းအရင်ပုံစံတရတယ်ပေါ့နော်အကုန်လုံးတော့ကျမတော့ sharing လုပ်ပေးမှာမဟုတ်ဘူးပေါ့နော်နည်းနည်းကလေးပဲကျမ sharing လုပ်ပေးမှာဖြစ်ပါတယ်တကယ်လို့ကိုကနားထောင်ချင်လို့ရှိရင်လည်းအဲ့ဒီဆရာရဲ့ page အဲ့ဒီဆရာရဲ့ page ကိုလည်းကျွန်မတင်ပြလို့ရတယ်ပေါ့နော်သူကအရန်ကိုအသက်တော့အရန်ကို knowledge နဲ့ knowledge ရောခွန်အားရတာပေါ့နော်အဲ့ဒါကျွန်မတို့ခရစ်ယုံကြည်သူတွေအတွက်ပေါ့နော်တကယ်လို့ဘာသာကြားတွေအတွက်လည်းနားထောင်စီချင်တယ်ဆိုရင်နားထောင်လို့ရှိရင်လည်းဘုဒ္ဓရမယ်လို့လည်းကျွန်မပြောအလေးပါတယ်ဗောနော်ဒါဘာသာတရားနဲ့နည်းနည်းတော့သက်ဆိုင်တဲ့အတွက်ကြောင့်မလို့တည်ခံပြီးတော့နားထောင်စီချင်တယ်ဗောနော် God keep you single is mean not because of you get cursed နော်ဖယားကကိုတယောက်တည်းထားတယ်ဆိုတာကလေကိုကကျင့်ဆက်ခံထားရတဲ့လူလည်းမဟုတ်ဘူးနော်ကိုကကျင့်စာထိထားတာလည်းမဟုတ်ဘူးနော်အဲ့ဒါကိုပြောချင်တာဖြစ်ပါတယ်ဘာကြောင့်ကို single ဖြစ်တာလဲဆိုတော့ဖယားကကိုဆောက်ရှောက်ပေးတယ်နောက်တစ်ခုဖယားကကိုမကောင်းတဲ့လူတွေနဲ့မတွေ့စေချင်ဘူးဘောနော်အဓိကဖယားကသူ့ချိန်နဲ့သူအဲ့လိုလည်းဖျားဖြစ်တယ်ဘောနော်ပြီးတော့ဖယားကအရာကိုပြည့်စုံနေတဲ့ဖယားဖြစ်တယ်ဘောနော်ကျမကိုနိုင်ကလည်း single ဖြစ်နေလို့ပဲအတွက်ကြောင့်မလို့သူပြောတာကိုကျမနားထောင်ပြီးတော့ကျမအတွက်ခွန်အားရရတယ်ဟုတ်ပါတယ်ဖယားကကိုတယောက်တည်းနေစီချင်တယ်ဆိုတာသူ့အကြောင်းပြချက်ရှိတယ်ပေါ့နော်တချို့ຢာတွေရတယ်ကိုပြောလို့မရတဲ့အနေအထားမှလည်းရှိတယ်လို့တချို့ຢာတွေကလည်းပွင့်လင်းမြင့်တာမှုရှိတယ်ပေါ့နော်ပြီးတော့တခါတည်းကိုက relationship နဲ့ပတ်သက်လို့ရှိရင်ခံစားချက်တွေက relationship ကပေါ့နော် emotional ထက်ကိုကပို့တယ်ပေါ့နော်ဟုတ်တယ်ဟုတ်ဥပမာကိုကတခါတည်းအသက်ကွဲတယ်ဆိုရင်ဘယ်လောက်ထိခံစားရလဲဒီ relationship ကြောင့်ပဲကိုကတချို့ဘဝတွေပျက်စီးရတယ်လေဒါကြောင့်ကိုကတယောက်တည်းဖြစ်နေလို့လည်းပူပန်စရာမလိုစိတ်တက်ကြစရာလည်းမလိုငါတယောက်တည်းဖြစ်နေငါအပေါင်းအသင်းမိတ်ဆွေတွေအကုန်လုံးအိမ်တော်ကူစီနဲ့ဖြစ်တယ်ဆိုပြီးတော့လေကိုကဝမ်းနည်းစရာမလို God's timing perfect okay ပြီးတော့နောက်တစ်ခုဖယားကကိုစီစဉ်ပေးတယ်ဖျားပေးတယ်အချိန်တန်လို့ရှိရင်သူလှုပ်လိမ့်မယ်ပြီးတော့သူပြောတဲ့စကားထဲမှာ God creation for you is perfect နော်ပြောချင်တဲ့ဆိုလိုရင်းတဲ့ဘက်ကဖယားကိုဖန်ဆင်းပေးတဲ့အရာကပြည့်စုံတယ်ဖယားကိုဘဝလက်တွဲပေါ်ပေးတဲ့အချိန်ကြတယ်လေအရာအလုံးပြည့်စုံတယ်ပေါ့နော်ဒါကကျွန်မယုံကြည်တယ်တရားလူတိုင်းမှာအသေးမကွဲတဲ့လူတွေမရှိဘူးကွာကျွန်မကိုယ်တိုင်ကအိမ်တော်မပြုတ်သေးဘူးပေမဲ့လေလောကကြီးမှာလည်းတွေ့နိုင်ပါတယ်တချို့အိမ်တော်ကြီးတွေမှာအများကိုပြည့်စုံတယ်ကွယ်အများကိုပဲအားကျစရာကောင်းတဲ့အိမ်တော်ကြီးတွေအများကြီးရှိဒါပေမဲ့ကိုယ်အလက်ကြရင်ကြတော့ဒီလိုမျိုးရှိနေမှရှိပါလေနော်ဒါကြောင့်မို့တစ်ခါတည်းမဟုတ်ဘူးတော့တစ်ခါတည်းမဟုတ်ကိုကအခုချိန်ကြီးကိုကအင်တာမပြုသေးဘူးတယောက်တည်းဖြစ်နေတယ်ဆိုတာကသူ့အချိန်မကြသေးလို့ပေါ့နော်အဲတော့သူပြောတဲ့စကားတွေထဲမှာအဲ့ဆရာပြောတဲ့စကားထဲမှာကျမနည်းနည်းလေးပဲsharing လုပ်ပေးတာဖြစ်ပါတယ်ဒါကြောင့်တချို့ single ဖြစ်နေတယ်လေသူ့အချိန်မကြသေးလို့ပါလို့ကိုပဲ
တတ်မှတ်စီချင်တယ်နော်ပြီးတော့တခါတကယ်ကို single ဖြစ်တယ်ဆိုတော့ကလည်းအကြောင်းရင်းရှိပါတယ်တခါတည်းဖះကဖះစီစဉ်ပေးတဲ့အရာကိုမသိနိုင်ဘူးပေါ့နော်အဲ့ဒါကိုကျွန်မ share လုပ်ပေးတာဖြစ်ပါတယ်အဲ့လိုပဲ relationship မှာလည်းအဆင်ပြေကြပါစေเนาะ